Good morning မှာဒီနေ့ကတော့တနင်္ဂနွေနေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာမင်္ဂလာဆောင်တစ်ပွဲရှိရပေါ့နော်ဒီကျောင်းဆရာမတယောက်ပဲအဲ့ပွဲကိုသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရှူဖနာတော့ကင်ထားရပါတော့ဘာဖြစ်လို့လဲဆိုတော့လမ်းမှာတဲတွေကြီးပဲဖုန်နေပြီးတော့ဘွက်တွေလည်းရှိရဲဆိုတော့ဟိုရောက်မှာပဲဝင်မှာပေါ့နော် Okay ဆိုတော့ခမဲ SD မင်္ဂလာဆောင်ပွဲဘယ်လိုလဲဆိုတာကျွန်တော်လိုက်ကြည့်ကြရအောင်ကျွန်တော်လမ်းအောင်ပြမှာပေါ့နော်လမ်းကဘယ်လိုပုံစံမျိုးလဲဆိုတော့မြင်းဒီလမ်းပေါ့နော်ဟုတ်တယ်ပါဒီလိုလမ်းပဲဖြစ်ပါတယ်အဲအကြောင်းမလို့ဘုဖနာမစီရပါကျွန်တော်သွားမယ့်နေရာကတော့ကျွန်တော်ဟိုတစ်ခေါက်ကပြတယ် Butterfly Paradise ပေါ့နော်အဲ့နေရာပါပဲအဲ့နေရာမှာမင်္ဂလာဆောင်လုပ်မှာပါစိုက်ကယ်တွေအများကြီးတွေ့ပါတယ်ဆိုတော့လူတွေအများကြီးရောက်နေပြီထင်ပါတယ်ကျွန်တော်နောက်ကျတော့မဟုတ်ပါဘူးဒါလေးကတော့ decoration ပဲဖြစ်ပါတယ်ဒါတော့ဝင်နေနေပါပြင်ဆင်ထားလို့တော့ပါ Hi good to see you ဒါတော့ decoration Wow flower girl ဒါတော့ decoration ပဲဖြစ်ပါတယ်အဲ့တော့တို့သမီးဖြစ်ပါတယ်ရန်လာနေပါတယ်ခုတော့ပြိတ္တတွေမလာသေးပါနော်ပြိတ္တတွေလာတော့စောင့်နေမှာဖြစ်ပါတယ်အဲ့မှာတော့တို့သားတွေဖြစ်ပါတယ်ဝိချမ်းမှာတော့တို့သားအရန်နဲ့တို့သမီးအရန်ပဲဖြစ်ပါတယ်ဒါတော့တို့သားနဲ့တို့သမီးဖြစ်ပါတယ်ပွဲမစခင်မှာတက်ပုံရိုက်ရပါတော့တို့သမီးနဲ့တို့သားကိုကြည့်ရတဲ့ပုံစံစိတ်လှုပ်ရှားနေပုံပေါ့အေးပေါ့ဒီနေ့ကတို့ရဲ့ပွဲကြီးပွဲကောင်းဆိုတော့စိတ်လှုပ်ရှားကောင်းစိတ်လှုပ်ရှားမှာပေါ့လေတို့သားနဲ့မိဘတစ်စလုံးကိုတို့သားနေရောခေါ်လာပြီပေါ့နော်တို့သမီးရနေပဲဖြစ်ပါတယ်တချင်းရက်သွားတယ်တို့သမီးရက်လာနောက်ကနေမြင်ရမြင်ကွင်းဖြစ်ပါတယ်
đã có thể số số một con trong về lệ သူရဲ့ Đừng đi đến trong ta cô mà lòng ဖြစ်ပါတယ် riêng APP xong Chào mừng chị đến sắp đón nó. chơi ở lại ở xung trong tôi cũng là vài năm phải để xa sức ဒီတော့သူတို့သားဘက်ကမိဘနှမောင်းချောင်းစိတ်မှာဖြစ်ပါတယ်ဒါမှမစိငယ်ဆူတောင်းတော့ วันแรกจะเป็นการ Time has come to join two hearts together, be as one, united now and forever with hearts that glow. Christ always be spoken in our home, and we forgot is hardly broken. He gave us grace for life anew. Our Father of life will lead us safely through. Here we stand in His presence for all the world to see. That's two of us has become a me. ပြီးတော့သူတို့သားနဲ့သူတို့ညီကတယောက်နဲ့တယောက်ရဲ့ခြေထောက်ကိုဆေးကြတော့နော်ဒါတော့သူတို့သားနဲ့သူတို့သမီးကိုခြေထောက်ပြန်ဆေးပြီးမှဖြစ်ပါတယ်ဒါတော့ပြန်ဆင်းသွားပါပြီဆိုတော့မင်္ဂလာဆောင်ပြီးသွားပြီပါနော်ခဏနာရမနော်ခဏနာပြီးအခါမှာသူတို့ရဲ့ရိုးရဝတ်စုံကိုပြန်ပြီးဝတ်လာပဲဖြစ်ပါတယ်ဒီလားအစီအစဉ်ဒုတိယပိုင်းပဲဖြစ်ပါတယ်အိုးချစ်တော့ဒီကတော့ဘာအပင်နဲ့အဖူးလေးလည်းမသိဘူးเนาะဒီခါနဲ့ကျွန်တော်တို့သူတို့သားနဲ့သူတို့သမီးကိုပြစ်မှာဖြစ်ပါတယ်ပန်းကျဲတယ်လို့ပေါ့เนาะအဲ့မှာဖြစ်ပါတယ်ဒါတော့ဒုတိယပိုင်းလည်းဖြစ်ပါတယ်ဒီမှာသူတို့သားရန်အနေနဲ့စုံနေနေရောเนาะသူတို့ရဲ့ဝတ်စုံဝတ်ပြီးတော့ပြန်လာနေရပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ခင်မင်းရင်းနေသူတွေမိဘတွေအောင်နေပေါ့เนาะသူတို့ wedding gift အနေနဲ့ပတ်စံနေပါပေးရောเนาะဒါတော့ဓာတ်ပုံရေးကြရပဲဖြစ်ပါတယ်ဒါတော့နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ဓာတ်ပုံရိုက်နေကြရပဲဖြစ်ပါတယ်မင်္ဂလာဆောင်ပြီးသွားတဲ့အခါမှာကတော့အိတ်ခန်ကျွေးမွေးပွဲဖြစ်ပါတယ်ဒီမှာကတော့စားတောက်ပြီးစားဖို့အတွက်ပြည်သက်တွေကရောက်ရှိနေပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ level ထဲမှာထိုင်နေပါတော့ဘာစားတောက်တွေကျွေးမလဲဆိုတော့ကြီးကြပါဗျာစားတောက်ရောက်လာပါပြီခင်ဗျာဒါကတော့အိတ်ခန်ကျွေးမွေးရဲ့စားတောက်ပဲဖြစ်ပါတယ်စားပြီးပါပြီစားပြီးတော့မှမရှိဘူးပုံလေးပဲကျန်ပါတော့ဒီလိုမျိုးတော့စားအိတ်လေးပေးပါတယ်အဲ့စားအိတ်ကနေပြီးတော့မှပတ်စံပေးလို့ရတာပေါ့နော်အခုကတော့ wedding ပြီးသွားပါပြီဆိုတော့ပြန်มาဖြစ်ပါတယ် bye bye